အားလုံးပဲမင်္ဂလာပါကျွန်တော်အသက်ကင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့နှစ်ပေါင်များစွာကြာခိုက်ဖြစ်တဲ့ Minecraft ကဘာကြီးထဲမှာကျွန်တော်အင်ပါရိုက်ခုကိုကျွန်တော်တည်ထောင်သွားမှာဖြစ်ပါတယ်ဒီ Minecraft ကဘာကြီးထဲမှာဆိုရင် 5 game တွေနဲ့အခြားရောမဆက်သားတွေလည်းအများကြီးရှိပါတယ်ဗျဒီလိုကြမ်းထမ်းရက်ဆက်တဲ့ Minecraft ကဘာကြီးထဲမှာကျွန်တော်အင်ပါရိုက်ခုကိုကျွန်တော်စူးစမ်းတည်ထောင်သွားမှာဖြစ်ပါတယ်ကျွန်တော်ဝေါ်တော့ရောက်လာပြီဆိုတော့ပင်နဲ့တပင်မှာစခုတ်ပါတယ်မင်းခုတ်လို့ပြီးပြီဆိုတော့ကျွန်တော် credit တွေပဲလေးတစ်ခုလုပ်ပြီးတော့ packet တွေ crab ပါမယ်ပိတ်ကလေးခွဲပြီးတော့ကျွန်တော်73လေးစမိုင်းလောက်ရတယ်ဗျာ73ကကျွန်တော်မေအောက်ပဲကျွန်တော်ဖောက်ပြီးတော့ကျွန်တော်တူးလိုက်တယ်ဗျာstone ကိုတော့ကျွန်တော်မြတ်မြတ်လေးပဲမိုင်းနေမှာဗျာဘာဖြစ်လဲကျွန်တော် stone 2တွေလည်းကျွန်တော်လုံမယ်ပြီးရင်ကျွန်တော် fan တွေလည်းလုပ်ရအောင်ပဲဗျာကျွန်တော်အဲ့မှာရှိတဲ့ခိုးတွေပါတခါလဲကျွန်တော်တူးလာခါလိုက်ခဲ့ဗျပြီးရတဲ့ကျွန်တော်တခါလဲ stone 2တွေပါကျွန်တော်လောက်ခဲ့လိုက်တယ်ဗျပြီးရတဲ့ကျွန်တော်အပင်တပင်တွေပါတော့ကျွန်တော်ခုတ်ခဲ့လိုက်တယ်ဗျပင်ခုတ်ပြီးတော့ကျွန်တော်စာရှာရမယ်ဗျโอเคပင်တွေခုတ်လို့ပြီးတယ်ဆိုတော့ကျွန်တော်စာရှာပါဗျာစားတော့သိမရှားတော့ဘူးထင်ပါတယ်ဒီရှေ့နေရာနေမှာရှိမှထင်တယ်ဗျဟိုရှိမှဘာလဲသိဗျအဲ့နေရာကြောသွားကြည့်ကြည့်မယ်ဟဲ့ဖိနေကြမဲဘာလုပ်နေရလဲဒီကောင်ရဲ့အိမ်မှာတော့ကျွန်တော်ချက်ရည်မတွေ့ဘူးဗျအဲ့ဒါကြောင့်ကျွန်တော်ချိုက်ရည်သွားရှာမယ်ဆိုကျွန်တော်ချက်လက်ခိုင်းရတယ်ဗျဒီ villager တွေကဘာတွေတော့ရောင်းလဲမသိဘူးဗျာဒါပေမဲ့သူတို့အိမ်မှာတော့ချက်လုံးဝမတွေ့ဘူးဗျာကျွန်တော်ချက်ရည်လည်းမတွေ့ဘူးဆိုတော့တခြားနေရာတွေကျွန်တော်ရှာဖို့ကျွန်တော်ထွက်လာခိုင်းရတယ်ဗျာဟိုရှိမှဘာလဲမသိဘူးဗျာကျွန်တော်အဲ့ဒီနေရာကိုကျွန်တော်ဝေးရကြည့်တော့ကျွန်တော်မသိဘူးဗျာဒါပေမဲ့နီးကဝါကြည့်လိုက်တော့အဲ့ဒါ Viking ရဲ့နေရာဖြစ်နေတယ်ဗျာတော့ဒါနဲ့ပဲဒီကောင်လေးရှိတဲ့နေရာကိုကျွန်တော်မှတ်ခတ်လိုက်တယ်ဗျာနောက်ဆိုကျွန်တော်လာတိုက်လို့ရတာပေါ့ဒီနေရာကိုနေရာလေးမှတ်ပြီးတော့ကျွန်တော်ထွက်လာခိုင်းရတယ်ဗျာ။ဘာဖြစ်လို့ဆိုတော့ကျွန်တော်စာရှာရအောင်လေဗျာ။စာကတော့တခုမှမတွေ့သေးဘူးဗျာခု။စာတွေ့ပြီကျွန်တော်အဲ့နေရာကိုသွားမယ်။စာတွေလိုအပ်နေတယ်ဆိုတော့ဒီကောင်လေးကိုအကုန်လုံးသတ်ခလိုက်ရတယ်ဗျာ။ကျွန်တော်စာတွေတခုမှမရှိဘူးဗျာ။ဒီကောင်လေးသတ်မှမှကျွန်တော်အစာတွေရပါဗျာ။ဝေးစာတွေရပြီဆိုတော့ကျွန်တော် fan တွေတခု crab ပြီးတော့စာတွေကိုချက်လိုက်မယ်ဗျာ။โอเคစာရည်ကကျွန်တော်ချက်လုပ်ပြီးသားရေဆိုတော့ကျွန်တော်အိမ်ဆောက်ဖို့နေရာလေးကျွန်တော်လိုက်ရှာမယ်ဗျ။ဒီဆောက်ဖို့နေရာကတော့ကျွန်တော်ဒီနေရာတော့မကြိုက်သေးဘူးဗျ။တခြားနေရာတွေကျွန်တော်လိုက်ကြည့်အောင်ပဲဗျ။သွားနေရင်လည်းပဲနေရာတစ်ခုလာဆက်ပေါင်းတယ်။အဲ့နေရာကတော့ကျွန်တော်ဘာနေရာတော့မသိဘူးဗျ။ကျွန်တော်ပထမတော့ကျွန်တော်ရာသူရဲ့နေရာကိုထင်ခဲ့တာ။အဲ့ဒါမဟုတ်ဘူးဗျ။အဲ့ဒါရွာကြီးဖြစ်နေရဗျ။အဲ့ဒါပဲကျွန်တော် blog ဆက်ရေးဝင်ခလိုက်တယ်ဗျ။ဟိုင်းလည်းပဲလဲရဲ့ပန်ကာခုရှိတဲ့အိမ်ကိုကျွန်တော်တွေ့လိုက်တယ်ဗျ။အဲ့ဒီထဲမှာဘာလေးရှိလဲဆိုတော့ကျွန်တော်ဝင်ကြည့်ကြည့်မယ်ဗျ။အေးအတူတော်ထူးဆန်းတယ်ဗျ။ဒီအိမ်မှာဒီတကားပေါက်တက်ထားတယ်ပေါ့နော်။ကျွန်တော်လည်းဒါနဲ့တွားကြည့်ကြည့်ကိုကျွန်တော်စောပြလိုက်တယ်။ဒီအိမ်မှာတော့တခုတွားကြည့်တာကျွန်တော်ဘာမှမရှိသေးဘူးဗျ။ကျွန်တော်ပေါ်တွားကြည့်လိုက်တယ်ဗျ။ပေါ်တွားကြည့်လိုက်တယ်လည်းကျွန်တော်ဘာလေးတွေ့လဲနေတဲ့ဝင်ရုပ်တန်တွေ့တယ်ဗျ။အဲ့အိမ်ပေါ်တက်ကြည့်လိုက်တာ oh my god ဘာဘယ်လိုမှမသိဘူးဗျာကျွန်တော်ဘယ်လိုလုပ်လို့လည်းမသိတော့ဖြုတ်ယူခဲ့လိုက်တယ်ဒီຢာတွေကနောက်ပိုင်းကျရင်ကျွန်တော်သုံးဝင်မှထင်လို့အကုန်ယူခဲ့လိုက်တယ်ဗျာຢာတွေကိုဖြုတ်နေတာကျွန်တော်ညရောက်ခဲ့တယ်ဗျာအဲ့ဒါနဲ့ကျွန်တော်အိမ်မှာဆိုအိမ်ရရှိတဲ့အိမ်လေးကိုကျွန်တော်လိုက်ရှာခဲ့တယ်ဗျာ ဒါ
ဒါနဲ့ပဲဒီအိမ်ကထူးဆန်းနေတော့ကျွန်တော်ဘာအိမ်လဲရှိဆိုဝင်ကြည့်ခဲ့တယ်ဗျာအဲ့အိမ်မှာတော့ချက်တွေတော့အများကြီးရှိတယ်ဗျာဒီရဲ့ချက်တွေထဲမှာကျွန်တော် iron chest plate တွေကျွန်တော်တို့သုံးဝင်မဲ့ຢာတွေအများကြီးရှိခဲ့တယ်ဒီမှာကြည့်ဗျာဒီမှာလူထိုးလို့ရတဲ့ဟာတွေပါကျွန်တော်တွေ့ခဲ့တယ်ဗျာနောက်ပိုင်းကျတော့ကျွန်တော်လူတွေထိုးလို့ရမှထင်တယ်ဗျာပြရတာရှေ့မှာရှိတဲ့အိမ်တွေကိုကျွန်တော်ဝင်ခဲ့လိုက်တယ်ဗျာပြီးရင်အဲ့အိမ်မှာပဲကျွန်တော်အိတ်ခဲ့လိုက်တယ်ဗျာဒီရဲ့ချက်တွေထဲမှာလည်းကျွန်တော်ပစ္စည်းတွေတော့ကောက်ကောက်နေကျွန်တော်ရခဲ့တယ်ဗျာအဲ့ဒါနဲ့ပဲကျွန်တော်ပစ္စည်းကောင်းကောင်းတွေရတော့ကျွန်တော်ခရီးထွက်မှဆိုးပြလိုက်တယ်ဗျာဒီမှာလည်းချက်တွေတော်တော်များတယ်ဗျာအဲ့ဒါကျွန်တော်ပစ္စည်းကောင်းကောင်းတွေကျွန်တော်ရခဲ့တယ်ဗျာဒီမှာဆိုကြည့်လိုက်ဗျာအဲ့ဒါစော်ဘီခေါင်းတွေထရီပါခေါင်းတွေအများကြီးရှိတယ်ဗျာဒါနဲ့ပဲအဲ့ဒီထရီပါခေါင်းကိုကျွန်တော်ယူပြီးတော့ကျွန်တော်ခေါင်းမှာကျွန်တော်တက်စီရရဗျာကြည့်တဲ့အချိန်မှာတော့ကျွန်တော်ခေါင်းမှာထရီပါခေါင်းတက်ထားတာကျွန်တော်မမြင်ဘူးဗျာအမြင်ရဘူးတော့ကျွန်တော်အိုင်းဟမ်မက်ပဲကျွန်တော်ပြန်ဆောက်ခတ်လိုက်တယ်ဗျာဒီရွာမှာကျွန်တော်လှုပ်ချင်တာလည်းယူပြီးဆိုတော့ကျွန်တော်အပြင်ကိုထွက်ဖို့လုပ်တယ်ဗျာဒီအပြင်မှာဂိတ်မှာသူခါးလေးလောက်ထားတယ်ဗျာအဲ့ဒါကကျွန်တော်အများမိုက်တယ်ဗျာကျွန်တော်ဖြုတ်ယူလို့မရဘူးဗျာပစ္စည်းတွေရိုက်ပြီဆိုတော့ကျွန်တော်အိတ်ဆောက်ဖို့နေရာကိုကျွန်တော်ရှာဖို့ပဲကြံရဗျာဒါနဲ့ပဲကျွန်တော်အိတ်ဆောက်ဖို့နေရာရှာဖို့ကျွန်တော်ထွက်လာခိုင်းတယ်ဗျာဝိုင်းနေပဲကျွန်တော်လာဘာကန်တခုတွေ့လို့ကျွန်တော်ဘက်ကလေးယူပဲကျွန်တော်လာဘာလေးခက်ခက်လိုက်လေဗျာကျွန်တော်သွားနေပဲဒီနေ့မှာငကားတောင်ပန်ခတ်တာလို့ဘာလို့ကြားတာလဲကျွန်တော်လည်းပြေးခဲ့လိုက်တယ်ဗျာကြည့်လိုက်ဗျာအဲ့ဒါရောမဆက်သားတွေဗျာအဲ့ဒီကောင်ကလည်းတော်တော်ကျန်းတယ်ဗျာကျွန်တော်ဒီနေ့ရင်ဆိုင်တော့မရသေးဘူးဗျာခုချိန်မှာကျွန်တော်သွားနေရင်ခွေးလေးတစ်ကောင်တွေ့ခဲ့တယ်ဗျာကျွန်တော်မှလည်းရိုးလေးပါလာတယ်နဲ့သူ့ကိုတစ်ခါလဲကျွေးခဲ့လိုက်တယ်ဗျာဒီမှာကြည့်ဗျာသူကျွန်တော်ကိုခင်သွားပြီဗျာဟေးခွေးလေးမေးလိုက်ခဲ့ပါလားလို့ဒါနဲ့ပဲကျွန်တော်ခွေးလေးကိုခေါ်ပြီးတော့ကျွန်တော်အိတ်ဆောက်မဲ့နေရာကိုကျွန်တော်လိုက်ရှာခဲ့တယ်ဗျာအဲ့မဲ့ကျွန်တော်တိတ်နေတော့တခုကျွန်တော်ရောက်ခဲ့တယ်ပေါ့ဗျာအဲ့ဒီနေရာမှာကျွန်တော်လည်းအိမ်ဆောက်မယ်ဆိုပြီးတော့ကျွန်တော်နေရာလေးကျွန်တော်လိုက်ရှာခဲ့တယ်ပေါ့ဗျာသွားရင်းနဲ့ပဲအချိန်မှာနားတော်တခုတွေးခဲ့တယ်ဗျာဒါပေမဲ့အဲ့ဒီနားတော်ကျွန်တော်မတိုက်သေးဘူးဗျာကျွန်တော်အိမ်ဆောက်ဖို့နေရာလေးရှာမယ်ဗျာအိမ်လေးဆောက်ပြီးမှပဲဒီနေရာကိုသွားတိုင်မယ်ဗျာအဲ့ပဲကျွန်တော်ရေကန်ဘေးမှာနေရာလေးတခုတွေ့လို့အဲ့ဒီနေရာမှာလည်းကျွန်တော်အိမ်ကိုဆောက်မယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ဗျာမင်း inventory ကလည်းပြီးနေတာကြောင့်ကျွန်တော်ချက်ရနှစ်ခုခရက်ပြီးတော့ကျွန်တော်ရဲ့ inventory ထဲကပစ္စည်းတွေကိုဒီမှာထားခဲ့တယ်ဗျကျွန်တော်ပစ္စည်းတွေသိပြီးတာနဲ့ပင်လေးစောက်ခုတ်မယ်ဗျဒီနေရာကိုကြွားရင်ချက်မယ်ဗျဒါမှမဟုတ်ပြီးအောင်အိတ်ဆောက်လို့ရမှာဗျချက်ကလေးရဲ့တွေ့လို့ဒီတွင်းတွေကိုကျွန်တော်ခေါ်ထက်မှာပါဗျာဘာဖြစ်လို့လဲဆိုတော့ဒီကဘာမှာဒီကြက်တွေတော့ရှားတယ်ဗျပြီးရင်ဒီကြက်တွေကအများသုံးနေတယ်ဗျသူတို့ရဲ့သားနဲ့ကျွန်တော်ရဲ့လူတွေကိုကျွန်တော်ထုတ်လို့ရတယ်ဗျနောက်ပိုင်းကျရင်ကျွန်တော်လူထုတ်ဖို့ဆိုရင်သူ့ရဲ့သားကိုလိုပါဗျအဲ့ဒါကြောင့်ကျွန်တော်ကြက်တွေကိုကောင်းကောင်းထိသိမ်းပါပါဗျာအားလုံးပဲဒီနေ့အပိုင်းကတော့ဒီလောက်ပါပဲဗျာကျွန်တော်နောက်ပိုင်းကြားမှာပဲကျွန်တော်အိမ်ဆောက်တော့မယ်ဗျဒီအပိုင်းကတော့နည်းနည်းလေးတိုးသွားတယ်ကျွန်တော် sorry ပါအားလုံးပဲ bye byeတော့ဒီဗီဒီယိုမှာစကားပြောမှားသွားတာရှိတယ်အားလုံးပဲ sorry ပါကျွန်တော်နောက်ဗီဒီယိုတွေမှာဒီတဲ့ကောင်းအောင်ကျွန်တော်စူးစမ်းပါမယ်အားလုံးပဲကျွန်တော်အားပေးရတဲ့လူတွေအားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာ